ဇလန်းကိုအန်ကတ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့စတင်ထားပါတယ်။သူ့အမေကသူ့ကိုပင်လယ်ထဲမှာရေကူးဖို့လွှတ်လိုက်ပေမဲ့သူကတော့ကမ်းခြေမှာပဲငြိမ်ငြိမ်လေးထိုင်နေဖို့ရွေးချယ်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲရေထဲမှာတဝက်လောက်မြုပ်နေတဲ့အကြီးကြီးတစ်လုံးကိုသူရုတ်တရက်သတိထားမိသွားတယ်။သူကအဲ့ဒီဥကိုဆယ်ယူပြီးတေချာလေးလာနေတော့မှပဲသူ့အမေရောက်လာပြီးအိမ်ပြန်ဖို့လှမ်းခေါ်ပါတယ်။အန်ကတ်ကဥကိုသူ့ပုံထဲမှာအမြန်ဝတ်လိုက်ပြီးအန်နီရဲ့နောက်ကိုလိုက်ခဲ့တယ်။အိမ်ရောက်တာနဲ့သူကသူ့အဖေရဲ့အလုပ်ရုံစီကိုခိုးထွက်သွားခဲ့တယ်။ခဏနေတော့သူ့အမမခရစ်စတီပြန်ရောက်လာပြီးအန်ကတ်ဒီနေ့ပင်လယ်မှာဘာလုပ်ခဲ့လဲလို့အန်နီကိုမေးတယ်။အန်နီကလည်းထုံးစံအတိုင်းတယောက်တည်းထိုင်နေတာပဲလို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီအချိန်မှာအန်ကတ်ကစစ်တပ်ထဲမှာသွားတိုက်ခိုက်နေရတဲ့သူ့အဖေချာလီရဲ့အလုပ်ရုံထဲမှာသူ့ပစ္စည်းတွေကိုချထားလိုက်တယ်။အန်ကတ်ကသူ့အဖေရဲ့တပ်ပုံကိုကြည့်ပြီးနောက်တော့ပြက်ကလေးကိုကြည့်ရင်းချာလီဘယ်တော့အိမ်ပြန်လာမလဲလို့တွေးနေမိတယ်။နောက်တော့သူကဥကိုစေးကြောပြီးအပြင်ဘက်အလွှာကိုခွာလိုက်တဲ့အခါအတွင်းထဲမှာတောက်ပတဲ့အပြာရောင်ရှိနေတာကိုတွေ့ပြီးအံ့ဩသွားတဲ့ဥမပေါက်ခင်မှာပဲအန်နီကသူ့ကိုထပ်ခေါ်ပြန်တာမို့သူကဥကိုထားခဲ့ပြီးအိမ်ထဲကိုအမြန်ဝင်ခဲ့ရတယ်။အဲ့ဒီညမှာမိုးသေးထန်စွာရွာသွန်းပြီးအန်ကတ်ကဥလေးအလုပ်ရုံထဲမှာစိတ်မချရမှာကိုစိုးရိမ်နေခဲ့တယ်။သူမိုးထဲလေတဲ့အလုပ်ရုံကိုပြန်ပြေးသွားတဲ့အခါဥကပေါက်နေပြီဆိုတာတွေးလိုက်ရတယ်။သူအတွင်းထဲကိုတေချာကြည့်လိုက်တော့ထူးဆန်းတဲ့တက်တဝါလေးတစ်ကောင်ကိုတွေ့ရတယ်။သူလက်လန်းလိုက်တဲ့အခါအဲ့ဒီအကောင်လေးကသူ့ကိုဟပ်ဖို့လုပ်တာကြောင့်ဗိုက်စာနေတာဖြစ်မယ်လို့အန်ကတ်ကရိပ်မိသွားတယ်။သူအစားအစာသွားယူပြီးပြန်လာတဲ့အခါအစားကျွေးလိုက်တော့မှအကောင်လေးကငြိမ်သက်သွားတယ်။မှာပဲအန်နီကထပ်ခေါ်ပြန်တာမို့သူစိတ်မပါပဲအိယာဝင်ခဲ့ရတယ်။နောက်တစ်မိနစ်မှာတော့အန်ကတ်နိုးလာတဲ့အခါသူတို့အိမ်ရှိမှာစစ်သားတစုရောက်နေတာကိုတွေ့လိုက်ရတယ်။သူအန်နီနဲ့ခရစ်စတီတို့ကရန်သူတွေပင်လယ်ကနေတဆင့်ကျူးကျော်ဝင်ရောက်လာနိုင်တယ်လို့ရှင်းပြတဲ့ပုံမူဟာမီတန်ကိုနှုတ်ဆက်ကြတယ်။သူ့ရဲ့စစ်သားတွေကကမ်းခြေနောက်တော့အန်ကတ်ကအဲ့ဒီထူးဆန်းတဲ့တရဝါအကြောင်းစာအုပ်ရှာဖို့စာကြည့်တိုက်ကိုတွားခဲ့တယ်။စာအုပ်ရတော့သူအလုပ်ရုံကိုအမြန်ပြန်လာခဲ့ပေမဲ့အလုပ်ရုံတစ်ခုလုံးပယံပရာဖြစ်နေပြီးအဲ့ဒီတရဝါလေးကချာလီရဲ့ဖက်နှက်တွေကိုကိုက်ဝါနေတာတွေ့လိုက်ရတယ်။ဗိုက်စာနေသေးတယ်ဆိုတာသိလို့အန်ကတ်ကမိဖို့ချောင်းကိုအစားအစာတွားယူပေမဲ့စစ်တပ်ထမင်းချက်စရာစာချင်းစထရန့်ကတကားဝမှာတားထားတဲ့အန်ကတ်ကတရဝါလေးစားဖို့လိုတယ်လို့တောင်းပန်ပေမဲ့စထရန့်ကညှင်းဆန်ခဲ့တယ်။နောက်တော့အန်ကတ်ကမိဖို့ချောင်းကအမိုက်တွက်ဒီကိုတွားတုံပေးမယ်လို့ကန်လန်တော်မှစထရန့်ကသဘောတူခဲ့တယ်။အမိုက်ပုံတွေကအကျွင်းကြံတွေကိုတုံးပြီးအန်ကတ်ကသူ့တငယ်ချင်းအစ်စ်လေးကိုကျွေးလိုက်ရအငမ်းမရစားတော့ပါတော့တယ်။အန်ကတ်ကသူ့ကိုခီယူဆိုလို့နာမည်ပေးလိုက်တဲ့အကျွင်းကြံအားလုံးကိုစားပြီးနောက်မှာခီယူဆိုကအန်ကတ်ဖြစ်ပေးထားတဲ့ရေပုံထဲမှာပျော်ပျော်ပါပါရေကူးနေခဲ့တဲ့အဲ့ဒီအချိန်မှာဘုံမူဟာမီတန်ကရန်သူတိုက်ခိုက်မှုကိုအချိန်မရွေးရင်ဆိုင်နိုင်ဖို့သူ့လူတွေကိုမနာတမ်းလေ့ကျင့်ပေးနေတဲ့အန်ကတ်ကခီယူဆိုကိုအလုပ်ရုံထဲမှာတကောင်ထဲထားခဲ့ပြီးအန်နီမရိပ်မိအောင်ခိုးထွက်ခဲ့တယ်။နောက်တော့လူဝစ်လို့ခေါ်တဲ့လူတယောက်မျိုးကိုရောက်လာပြီးအန်နီအလုပ်လုပ်နေတဲ့အလုပ်ရုံစီကိုတန်းတန်းမတ်မတ်လာခဲ့တယ်။သူကအလုပ်တောင်းတာကြောင့်အန်နီကအလုပ်ရုံတစ်ခုလုံးကိုအရင်ဆုံးတန်ရှင်းရေးလုပ်ရမယ်လို့ပြောတယ်။လူဝစ်ကသဘောတူပြီးချက်ချင်းအလုပ်ဆက်လုပ်တဲ့တန်ရှင်းရေးလုပ်နေတော့အန်ကတ်ခီယူဆိုကိုဝတ်ထားတဲ့အမိုက်ပုံကိုသူ့အပြင်ထုတ်သွားခဲ့တယ်။ဒါကိုအန်ကတ်မြင်တဲ့အခါလူဝစ်ကိုတားဖို့ပြေးသွားပေမဲ့ပုံကအလုပ်ဖြစ်နေပြီးအန်ကတ်ကလူဝစ်ကဘသူလဲသူ့အဖေရဲ့အလုပ်ရုံမှာဘာလုပ်နေတာလဲဆိုတာသိချင်လို့မေးခွန်းထုတ်တယ်။သူ့အဖေချာလီစစ်ပွဲကနေမကြခင်ပြန်လာတော့မယ်ဆိုတာကိုလည်းလူဝစ်ကိုသတိပေးခဲ့တယ်။လူဝစ်ကကြည်စမ်းညီလေးမင်းဖေပြန်လာရင်တော့ဒီအလုပ်ရုံကိုပိုင်ဆိုင်ခွင့်တောင်းလို့ရတာပေါ့။ဒါပေမဲ့အခုလောလောဆယ်တော့ဒီမှာငါပဲအားလုံးကိုတာဝန်ယူထားတာလို့ပြန်ပြောတယ်။ခီယူဆိုအန်ရရှိနေပြီဆိုတာသိတာနဲ့အန်ကတ်အိမ်ထဲကိုအမြန်ပြန်ပြေးဝင်ပြီးဘေးကင်းမဲ့နေရာကိုလိုက်ရှာတော့တယ်။အဲ့ဒီအချိန်မှာခီယူဆိုကအိမ်ထဲကိုခိုးဝင်သွားခဲ့ပြီးစာချင်းစထရန့်ရဲ့ခွေးချချီကသူ့ကိုမြင်ပြီးလိုက်ဆွဲတော့တယ်။ဒါပေမဲ့ခွေးကတန်ကြိုးနဲ့ချီထားတာမို့လိုက်မမိခဲ့ပါဘူး။ခီယူဆိုကရေချိုးခန်းထဲကိုပြေးဝင်သွားတဲ့အချိန်မှာပဲခရစ်စတီဝင်လာတာနဲ့တိုးတော့တယ်။သူကအော်ဟစ်ပြီးအပေါ်ထက်ကိုပြေးတက်သွားခဲ့တဲ့အန်ကတ်ကသူ့ကိုစိတ်အေးထားဖို့ပြောပြီးခီယူဆိုကပင်လယ်နားမှာသူရှာတွေ့ခဲ့တဲ့ထူးဆန်းတဲ့ဥကပေါက်လာတဲ့သူ့ရဲ့အိမ်မွေးတိရစ္ဆာန်လေးဖြစ်ကြောင်းရှင်းပြတယ်။ခရစ်စတီကထိတ်လန့်သွားပေမဲ့ခီယူဆိုကဘသူ့ကိုမှဒုက္ခမပေးတာမို့အန်နီကိုမပြောပြဖို့ကတိပေးခဲ့တယ်။အလုပ်ရုံမှာတော့အန်နီကလူဝစ်ကိုရှော့ဖို့ချာလီရဲ့အဝတ်စားချုပ်ပေးတယ်။လူဝစ်ကတုတ်ဆိုင်နဲ့ချာလီဘယ်တော့မှပြန်မလာတော့တာမျိုးဖြစ်နိုင်လားလို့မေးတဲ့အခါအန်နီကစိတ်မကောင်းစွာနဲ့ပဲချာလီရဲ့တင်မောပင်လယ်ထဲမှာနစ်မြုပ်သွားတော့ကတေဆုံးသွားခဲ့ပြီဖြစ်ကြောင်းဝန်ခံခဲ့တယ်ပြီးတော့အန်နီကလူဝစ်ကိုရေချိုးခန်းထဲကရေယိုနေတာကိုပြင်ပေးဖို့ပြောတယ်။လူဝစ်ကအဲ့ဒီရေချိုးခန်းတကားကိုလာခောက်တဲ့အခါအန်ကတ်နဲ့ခရစ်စတီတို့ကသူ့ကိုပေးမဝင်ဖို့ကြိုးစားကြတယ်။ခဏလောက်ငြိမ်သက်သွားပြဝင်လာပြီးရေယိုတာလာပြင်တာလို့ပြောနေတော့သူ့မျက်လုံးကခီယူဆိုပေါ်ကျသွားတယ်။သူကြောင်ဟန်သွားပြီးဒါဘာကြီးလဲလို့စိုးရိမ်တကြီးမေးတယ်။အန်ကတ်ကခီယူဆိုရဲ့စကြောင်းတစ်ခုလုံးကိုပြောပြလိုက်တယ်။လူဝစ်ကအံ့ဩသွားပြီးလှမ်းကင်ဖို့လုပ်ပေမဲ့ခီယူဆိုကသူ့လက်ကိုဟပ်ဖို့လုပ်ခဲ့တယ်။လူဝစ်ကခီယူဆိုဟာကဘာပေါ်မှာအရှားပါဆုံးတရိတ်ဆန်တွေကတကောင်ဖြစ်တဲ့ရေမြင်းနဲ့ကွက်တီတူနေကြောင်းအော်ပြောလိုက်တယ်။ဒန္တာရီအရရေမြင်းဟာတစ်ချိန်မှာတကောင်ပဲတရှိနိုင်တာပါ။တကောင်တိတ်ဆုံးသွားတဲ့အခါမှာဟိုအစ်စ်တစ်လုံးပေါက်လာပြီးရေမြင်းအစ်စ်တကောင်မွေးဖွားလာတာဖြစ်တယ်။အန်နီတကားလာခောက်တဲ့အချိန်မှာပဲသူကရေမြင်းရဲ့မှော်ဆန်တဲ့စွမ်းအားတွေအကြောင်းသူတို့ကိုပြောပြနေခဲ့တယ်။အန်ကတ်ကအန်နီသိရင်အိမ်ထဲမှာပေးထားမှာမဟုတ်တာမို့ခီယူဆိုကိုဝက်ဖို့ကူညီပေးပါလို့လူဝစ်ကိုတောင်းပန်တယ်။လူဝစ်ကသဘောတူခဲ့တဲ့အန်နီဝင်လာတဲ့အခါဘာတတော်မှမတွေ့ရပေမဲ့ခီယူဆိုကဝက်ထားတဲ့နေရာကနေချောင်းကြည့်နေခဲ့ပြီးလူဝစ်ကအန်နီအာယုံပြောင်းသွားအောင်လိမ္မာပါနဲ့စွာလုပ်ပေးခဲ့တယ်။နောက်တော့အန်နီအပြင်ထွက်သွားတဲ့အခါစစ်သားတွေရဲ့ညစာစားပွဲကိုဖိတ်ကြားတဲ့ပုံမူဟာမီတန်နဲ့တွေ့ဆုံခဲ့တယ်။
စားပွဲစတင်ခဲ့တဲ့အန်ဂတ်စ်ကညစာဝိုင်းမှာကူညီပေးနေတော့ခီယူဆိုကိုရေချိုးခန်းထဲမှာထားခဲ့ပြီးတကားပိတ်ဖို့မေ့သွားခဲ့တဲ့ခီယူဆိုကအခွင့်အရေးကိုအသုံးချပြီးထွက်ပြေးခဲ့တဲ့အဲ့ဒီအချိန်မှာဆာဂျင်စထရန့်ရဲ့ခွေးချာချီကခီယူဆိုရဲ့အနံ့ကိုရပြီးအော်ဟစ်ကလိုက်ရှာတော့တဲ့ချာချီခီယူဆိုကိုတွေ့တဲ့အခါအိမ်တဲ့အထိလိုက်ဆွဲပြီးထမင်းစပွဲပေါ်ကိုခုန်တက်ကညစာဝိုင်းတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တဲ့လူတိုင်းကချာချီကိုစူပူကြပြီးခွေးလည်းအရိုက်ခံရမယ့်အခြေအနေရောက်သွားတဲ့ခီယူဆိုကတော့အပြင်ကိုပြေးထွက်ပြီးရေဘက်ကန်ထဲကိုခုံဝင်ကအဲ့ဒီထဲကငါးတွေကိုပျော်ပျော်ပါပါစားနေခဲ့တယ်။အန်ဂတ်စ်ကခီယူဆိုကိုအသေးအတန်လိုက်ရှာနေတော့လူဝစ်ကခီယူဆိုကိုဘေးကင်းကင်းနဲ့ရှာဖွေပြီးပြန်ခေါ်ပေးမယ်လို့ကတိပေးတဲ့အန်ဂတ်စ်အိမ်ပြန်ရောက်ပြီးနောက်အတော်ကြာရှာဖွေပြီးတဲ့အခါမှာတော့လူဝစ်ကအရင်ကထက်အများကြီးကြီးထွားလာတဲ့ခီယူဆိုကိုရှာတွေ့သွားခဲ့တဲ့လူဝစ်ကအန်ဂတ်စ်ကိုလှမ်းခေါ်လိုက်ပြီးအန်ဂတ်စ်ခီယူဆိုကြီးထွားလာတာကိုမြင်တဲ့အခါသူ့ကိုလွှတ်ပေးရမယ့်အချိန်တန်ပြီဆိုတာသိလိုက်ရတယ်သူတို့နှစ်ယောက်ခီယူဆိုကိုကုန်ကားနောက်ခန်းထဲတင်ပြီးကမ်းခြေကိုမောင်းထွက်ခဲ့ကြတဲ့စိတ်မကောင်းစွာနဲ့ပဲသူတို့ခီယူဆိုကိုရေထဲလွတ်ပေးလိုက်တဲ့အန်ဂတ်စ်ရင်ခွဲမတက်ခံစားရပေမဲ့တခြားရွေးချယ်စရာမရှိဘူးဆိုတာသိနေခဲ့တယ်။နောက်တစ်နေ့မှာဂျင်မီနဲ့သူ့တငယ်ချင်းဟျူအီလို့ခေါ်တဲ့တန်ငါဒီနှစ်ယောက်ပင်လယ်ထဲထွက်နေတော့ဟျူအီကငါးများကျိုးကိုအသေးအတန်ဆွဲနေတာခံစားလိုက်ရတယ်သူဆွဲလိုက်တဲ့အချိန်မှာပဲသူတို့ဆက်လေကနစ်တော်မလို့ဖြစ်သွားပြီးရုတ်တရက်ဆိုသလိုသူတို့ရှေ့မှာကြီးမားလာတဲ့ခီယူဆိုကြီးပေါ်လာပါတော့တယ်လူနှစ်ယောက်စလုံးကြောင်အန်းသွားပြီးဟျူအီကအဲ့ဒီတရဝါကြီးကိုဖမ်းပြီးချမ်းသာအောင်လုပ်ဖို့စိတ်ကူးနေပေမဲ့ဂျင်မီကညှင်းဆန်ခဲ့တဲ့ခီယူဆိုကနစ်နေတဲ့ဆက်လေကိုကမ်းခြေနဲ့ဝေးရကိုဆွဲခေါ်သွားတာကြောင့်ဂျင်မီကသူတို့အသက်ကိုကယ်ဖို့ကြိုးကိုဖျက်လိုက်ရတယ်သူခီယူဆိုကူးခတ်သွားတာကိုကြည့်ရင်ဒီလောက်ထူးဆန်းပြီးခံရတဲ့တိရစ္ဆာန်မျိုးတစ်ခါမှမမြင်ဘူးကြောင်းအံ့ဩနေမိတဲ့အဲ့ဒီအချိန်မှာပိုမူဟာမီတန်ကအန်ဂတ်စ်ကိုစစ်တင်နဲ့ချက်ချင်းတက်ရမယ်လို့သူ့အမေကလိုလားကြောင်းပြောတဲ့အန်ဂတ်စ်စစ်သားတွေနဲ့ပူးပေါင်းပြီးကူညီပေးခဲ့ပေမဲ့ရက်အနှဲငယ်ကြာတော့သူညှင်းငွေလာခဲ့တယ်တမန်နဲ့မှာတော့သူကဘိုမူဟာမီတန်စီကနေခိုးထွက်ပြီးပင်လယ်စီကိုပြေးလာခဲ့တယ်သူခီယူဆိုကိုလှမ်းခေါ်ပေမဲ့ဘာအရေးအယောင်မှမတွေ့ရဘူးအန်ဂတ်စ်ကလေငယ်လေးတစ်စင်းပေါ်တက်ပြီးလိုက်ရှာဖို့ရေထဲလှော်ခတ်သွားခဲ့တယ်မကြခင်မှာပဲခီယူဆိုကသူ့လေနာကနေရေပေါ်ကိုဝုန်းကနေပေါ်လာပြီးအန်ဂတ်စ်လည်းခီယူဆိုဘလောက်တောင်ကြီးမားသွားလဲဆိုတာမြင်ပြီးအံ့ဩသွားရတယ်ခီယူဆိုကအပြင်းနဲ့ခုန်ချက်တစ်ခုနဲ့အန်ဂတ်စ်ကိုသူ့ကြောပေါ်တင်လိုက်တဲ့အစမှာကြောက်နေပေမဲ့အန်ဂတ်စ်စိတ်အေးသွားပြီးရင်သက်ရှုမောဖွယ်ပင်လယ်ခီးစဉ်ကိုပျော်ပျော်ပါပါဖြတ်တန်းခဲ့တဲ့ခီယူဆိုသူ့ကိုကမ်းခြေပြန်ပို့ပေးတဲ့အချိန်မှာဆာဂျင်စထရန့်ရဲ့ခွေးချာချီကအနံ့ရပြီးရေထဲကိုပြေးလာတဲ့စထရန့်ကလည်းအန်အော်ဒါကြီးနဲ့နောက်ကလိုက်လာပြီးဒီလောက်ကြီးမားပြီးထူးဆန်းတဲ့တရဝါမျိုးတစ်ခါမှမမြင်ဘူးတာမို့သူ့မျက်လုံးကိုယ်တိုင်တော့မယုံနိုင်ဖြစ်နေခဲ့တဲ့အဲ့ဒီညမှာအန်ဂတ်စ်ကခရစ်စတီနဲ့လူဝစ်တို့ကိုသူ့ရဲ့စွန့်စားခန်းအကြောင်းစိတ်လှုပ်ရှားစွာပြောပြတယ်သူတို့ရေမောပျော်ရွှင်ကြပြီးအန်နီကတကားဝါကနေကြည်ရင်ပြုံးကလှည့်ထွက်သွားဟာခဲ့တယ်လူဝစ်နောက်ကလိုက်သွားတဲ့အခါအန်နီကလူဝစ်ကြောင့်သူ့ကလေးတွေပြန်ပြီးလွတ်လွတ်လပ်လပ်ရေမောနိုင်ခဲ့တာမို့ကျေးဇူးတင်ကြောင်းပြောတယ်လူဝစ်ကတော့သဘောကျစွာရေမောပြီးလှည့်ထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျင်မီကဂျော့လို့ခေါ်တဲ့သတင်းထောက်တစ်ယောက်ကိုသူပင်လယ်မှာတွေ့ခဲ့တဲ့ထူးဆန်းတဲ့တိရစ္ဆာန်အကြောင်းပြောပြနေတဲ့ဂျော့ကဒီသတင်းလာထွက်သွားရင်မြို့ထဲကိုရင်းနှီးမြှုပ်နှံသူတွေနဲ့ကဘာလက်ခီးသည်တွေဆွဲဆောင်နိုင်လိမ့်မယ်လို့တွေးတယ်ဟျူအီကမြို့ကဒီတိုင်းပဲကောင်းပါလေလို့ညင်းပေမဲ့ဂျော့ကတော့လူတွေအနေနဲ့အန္တရာယ်ရှိနိုင်တဲ့ပင်လယ်တတဝါအကြောင်းသိပိုင်ခွင့်ရှိတယ်လို့ဆိုပြောတယ်နောက်တစ်နေ့မှာဟာမီတန်ကအန်ဂတ်စ်နဲ့ကလေးတွေကိုအနီးနားကတောင်ကုန်းတစ်ခုပေါ်ခေါ်သွားပြရန်သူတွေကိုတိုက်ခိုက်ဖို့ပြင်ဆင်ထားတဲ့လက်နက်တွေကိုပြသခဲ့တယ်။သူကရေထဲမှာဝတ်ထားတဲ့ပြစ်မှတ်တွေကိုစစ်သားတွေကိုအစမ်းတိုက်ခိုက်ခိုင်းတယ်။အန်ဂတ်စ်ကဒါဟာခီယူဆိုကိုအန်နီရပြုနိုင်တယ်ဆိုတာသိလို့ဒီလေးကျင့်မှုကိုရပ်တန့်ပေးဖို့အန်နီကိုတောင်းပန်တယ်။အန်နီကသူ့ရဲ့အသေးအတန်ဖြစ်နေမှုကိုနားမလည်ပဲငြိမ်နေဖို့ပဲပြောတယ်။အန်ဂတ်စ်အမှန်တိုင်းပြောနေတာပါဆိုတဲ့ခရစ်စတီရဲ့တောင်းပန်မှုကလည်းအရာမထင်ခဲ့ပါဘူး။စစ်သားတွေရေတိမ်ပိုင်းထဲကိုတနက်တွေဆက်ပစ်ကြတဲ့အခါထိတ်လန့်သွားတဲ့ခီယူဆိုကလွတ်မြောက်တောက်ဖို့အသေးအတန်စူးစမ်းတော့တယ်ဂျင်မီနဲ့ဂျော်တို့ကလည်းခီယူဆိုကိုဓာတ်ပုံရိုက်ဖို့ကမ်းခြေကိုရောက်လာကြပေမဲ့တရဝါကြီးကပုံနေခဲ့တဲ့စိတ်ပြတ်သွားတဲ့သူတို့ကရုပ်တုတူတစ်ခုလုပ်ပြီးဓာတ်ပုံရိုက်ကနောက်တနေ့သတင်းစာမှာဖော်ပြလိုက်ကြတယ်ရက်အနှဲငယ်ကြာတော့ဆာဂျင်စထရန့်ကအဲ့ဒီပုံကိုမြင်ပြီးပင်လယ်နားမှာသူမြင်ခဲ့တဲ့ထိတ်လန့်စရာတရဝါကြီးဆိုတာမှတ်မိသွားတယ်စထရန့်နဲ့စစ်သားအချို့ကခီယူဆိုကိုလိုက်ရှာပြီးတပ်ပစ်ဖို့ကြိမ်ဆိုကြတယ်အဲ့ဒီညမှာခရစ်စတီကအန်ဂတ်စ်ရဲ့အခန်းထဲကိုခိုးဝင်လာပြီးသူတို့နှစ်ယောက်အိမ်ကနေထွက်ပြေးကခီယူဆိုကိုတွားကြည့်ဖို့လူဝစ်ကိုကမ်းခြေခေါ်လာခဲ့ကြတယ်အန်ဂတ်စ်လမ်းခေါ်လိုက်တဲ့အခါခီယူဆိုရေပေါ်တက်လာပေမဲ့သူကအရိုင်းဆန်နေပြီးမှတ်ရခတ်နေခဲ့တယ်သူကအန်ဂတ်စ်နဲ့လူဝစ်တို့ကိုကြော်ပြီးရေလိုင်းတော့ဒီထဲကိုပြန်ငုပ်ရှိုးသွားခဲ့တယ်အန်ဂတ်စ်ကခီယူဆိုကိုရေထဲလွတ်လိုက်တဲ့ဆုံးဖြတ်ချက်ကြောင့်အခုလိုအန်ရရီဖြစ်လာရတာလို့လူဝစ်ကိုအပြစ်တင်ခဲ့တယ်အဲ့ဒီအချိန်မှာစထရန့်နဲ့သူ့လူတွေကလှေနဲ့ခီယူဆိုကိုလိုက်ရှာနေကြတယ်ကမ်းခြေနာရောက်တဲ့အခါချာချီရဲ့အသေးအတန်ဟောင်းတန်ကြောင့်စထရန့်ကလှေကိုအတန်လာရစီမောင်းခိုင်းလိုက်တဲ့အချိန်မှာပဲခီယူဆိုပေါ်လာပြီးချာချီကိုတက်ပစ်လိုက်ပါတော့တယ်ကမ်းခြေတစ်ခုလုံးပြန်လဲတိတ်ဆိတ်သွားပြီးစစ်သားတွေလည်းဘာဖြစ်သွားမှန်းမသိပဲရေထဲကိုတနက်တွေနဲ့ရမ်းပစ်ကြတယ်ရုတ်တရက်ခီယူဆိုကသူတို့လေကိုဝင်တိုက်လိုက်တာကြောင့်လူတွေအားလုံးရေထဲပြုတ်ကျကုန်တယ်ဟာမီတန်တနက်တန်ကြတော့ရန်သူတိုက်ခိုက်တာလို့ထင်ပြီးပြန်လဲတိုက်ခိုက်ဖို့အမိန့်ပေးကအန်နီကိုကလေးတွေနဲ့အတူအိမ်ထဲမှာပုန်းနေဖို့ပြောတယ်အန်နီကခရစ်စတီကိုတွေ့တော့အန်ဂတ်စ်ဘယ်မှာလဲလို့မေးရခရစ်စတီကအိမ်မှာမရှိဘူးလို့ပြောတာကြောင့်အန်နီထိတ်လန့်သွားပြီးအန်ဂတ်စ်ကိုစစ်တလင်းထဲမှာတယောက်တည်းမထားခဲ့နိုင်တာမို့ဟာမီတန်ရဲ့
တားမြစ်ချက်ကိုအန်တူပြီးကမ်းခြေကိုလိုက်လာခဲ့တယ်။ရေထဲမှာတော့ခရူးဆိုကတောင်းကျနေပြီးစာဂျင်စထရန့်ကိုခါးကနေကိုက်ချီပြီးကစားနေခဲ့တဲ့အန်ဂတ်စ်အချိန်မီရောက်လာပြီးခရူးဆိုကိုလှမ်းအော်တာပေမဲ့ခရူးဆိုကဂယုမဆိုင်ဘူး။အန်ဂတ်စ်ကခရူးဆိုစီရောက်အောင်ရေထဲဆင်းသွားရင်းနဲ့မှခြေချော်ပြီးရေနစ်တော်တဲ့ဒါကိုမြင်တော့ခရူးဆိုကစထရန့်ကိုချပစ်ခဲ့ပြီးအန်ဂတ်စ်ကိုကယ်ဖို့ပြေးလာကကမ်းခြေပေါ်ဆွဲတင်ပေးခဲ့တဲ့လူဝစ်လည်းရောက်လာပြီးသူတို့အန်ဂတ်စ်ကိုတတိယလာအောင်အသေးအတန်ကြိုးစားကြတယ်။အသက်ရှူရက်နေလို့စိုးရိမ်နေရတဲ့ခဏတာပြီးမှတော့ဂတ်စ်အသက်ပြန်ရှူလာပြီးမျက်လုံးပွင့်လာခဲ့တယ်။သူဝမ်းသာအားရနဲ့ဘေးနားမှာရက်နေတဲ့ခရူးဆိုကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာဟာမီတန်ကအနီးနားမှာရန်သူလေတွေမရှိဘူးဆိုတာသိလိုက်ရပေမဲ့ရေထဲကိုဆက်ပစ်ဖို့အမိန့်ပေးနေတော့ခရူးဆိုကရေထဲပြန်ကိုရှိုးသွားခဲ့တယ်။အန်နီလည်းအန်ဂတ်စီပြေးလာပြီးဘေးကင်းတာတွေ့ရလို့စိတ်သက်သာရာရသွားတယ်။အန်ဂတ်ကခရူးဆိုအကြောင်းရှင်းပြဖို့ကြိုးစားပေမဲ့အန်နီကကလေးတွေးလို့ထင်ပြီးရှောက်မတွေးဖို့ပြောနေတော့မှပဲခရူးဆိုကရေပေါ်ကိုဝန်းကနေပေါ်လာတာကြောင့်ဂတ်ပြောတာအမှန်ပဲဆိုတာအန်နီသိသွားတော့တယ်။ဟာမီတန်လည်းကြီးမားလာတဲ့ပင်လယ်တတဝါကြီးကိုမြင်ပြီးကြောင်အန်းသွားခဲ့ရတယ်။စစ်သားတွေကတရဝါကြီးကိုထပ်ပစ်ကြပြန်တော့အန်ဂတ်ကခရူးဆိုရဲ့ကြောပေါ်တက်ပြီးဘေးကင်းရာကိုမောင်းနှင်ခဲ့တဲ့အန်နီကထိတ်လန့်တကြီးနဲ့ဟာမီတန်ကိုတိုက်ခိုက်မှုရပ်ဖို့တောင်းပန်ပေမဲ့သူတို့ရဲ့ဆက်သွယ်ရေးတွေပျက်စီးနေခဲ့ပြီးဟာမီတန်လူဝင်းနဲ့အန်နီတို့ကလှေငယ်တစ်စင်းနဲ့သူတို့နောက်ကိုလိုက်ခဲ့ကြတဲ့ခရူးဆိုကအမြန်ကူးခတ်သွားပေမဲ့စစ်သားတွေချထားတဲ့ပိုက်ကွန်ထဲကိုတန်တန်မတ်မတ်ဝင်တိုးမိသွားတဲ့ပိုက်ကွန်ထဲမှာညှိနေတဲ့ခရူးဆိုကရုန်းကန်နေရပြီးဟာမီတန်တို့လေဘေးနားရောက်လာတဲ့အခါလူဝစ်ကဂတ်ကိုလှေပေါ်ခုန်တက်ဖို့လှမ်းအော်တယ်မထွက်ခွာခင်မှာအန်ဂတ်ကခရူးဆိုနာတိုးကပ်ပြီးမင်းကငါရဲ့အကောင်းဆုံးတငယ်ချင်းပါငါမင်းကိုဘယ်တော့မှမမေ့ဘူးလို့တိုးတိုးလေးပြောပြီးရေထဲခုန်ချကလှေပေါ်ကိုတက်ခဲ့တဲ့ခရူးဆိုကလည်းအားပြေးနဲ့တစ်ချက်တည်းခုန်ကျော်လိုက်ပြီးရေလိုင်းတွေထဲကိုမှုတ်ရှိုးသွားခဲ့ပါတော့တဲ့အန်နီလူဝစ်နဲ့ဟာမီတန်တို့ကတော့ခရူးဆိုလွတ်မြောက်သွားတာကြောင့်ဝမ်းသာအားရအော်ဟစ်အားပေးခဲ့ကြတယ်ဒီစွန်စားကန်းကိုသဘောကျရဲ့လားဒါမှမဟုတ်ကလေးဆန်တယ်လို့ထင်ပါသလားနောက်ထပ်ပိုကောင်းတဲ့ဇလန်းတွေယူဆောင်လာပေးနိုင်ဖို့ကွန်မန့်မှာပြောပြခဲ့ပေးပါဦးနော်